ကျွန်တော်နဲ့ကျွန်တော်အမျိုးသမီးတကဩစတြေးလျသွားတယ်အိမ်မကြသေးခင်ကအသင်းတော်တပါးကကျွန်တော်အမျိုးသမီးကို3 နာရီတင်တန်းပေးဖို့ဖိတ်တာကျသွားတယ်ကျွန်တော်အမျိုးသမီးကဘာလာပြောလဲဆိုဆရာမကငါတင်တန်းမပေးခင်တချင်းလေးတပုတ်လောက်ဥဆောင်ပေးပါလားလို့ကျွန်တော်ကိုချင်းဥဆောင်ဖို့ခိုင်းအဲ့လိုပေးမလေးဆိုအဲ့ဒီအတင်းတော်မှာလဲအဆူတော်ကြီးမရှိဘူးလေကျွန်တော်ကအဲ့ဒီမှာအတော်ဆုံးဆိုတော့လည်းထားရတာပေါ့ကိုမျိုးသမီးလည်းလုံးဝကိုညီချင်နေဆိုတော့သူကလည်းခိုင်းနေဆိုတော့ခိုင်းရတယ်ဆိုတော့အယံကုန်ယူတယ်အချင်းဥဆောင်အဲ့တချင်းဘုလည်းထားဥဆောင်ရောအဲ့ဒီတချင်းဘုရားဝိညာဉ်တော်ဒါဘိတ်တိလာတယ်တခါအစအဆုံးဆိုပြီးအယံရှင်ကတခါကြော့တယ်တခါတော့ပဲဥဆောင်မဲ့လူကနှစ်ခါကြော့တာပဲအဲ့မရနိုင်လို့3 ခါကြော့လာကြော့လေးဝိညာဉ်တော်လှုပ်ရှားတယ်လို့ဖြစ်တော့အဲ့ဒီကျွန်တော်တို့ဖိတ်တဲ့တင်းတို့ဆရာမကြီးတောင်တခါရဲမျက်ရည်မျက်ခွက်နဲ့ဖြစ်ကုန်ပြီနှစ်ချီတောင်ထွက်လာတယ်သူမျက်ရည်မျက်ခွက်ပဲမဟုတ်အယားသူလည်းမျောလာတာနောက်တစ်ခါကလုံကြီးတောင်ပြော့ကြလာတာကြည့်တော့ကြီးတောင်မကြည့်ရတော့ဘူးစားဘွက်အာရပါပြီလားအမမျောရကျွန်တော်လည်းအကုန်လုံးရှိသမျှလူနေဆိုအကုန်လုံးဝိညာဉ်တော်အရှိန်တဲမှာဆိုကျွန်တော်လည်းဆိုရင်ကျွန်တော်ရဲ့အမျိုးသမီးကိုလည်းနည်းနည်းမဆုံးလို့လည်းကြည်လိုက်တော့စိတ်ပြဆိုမိလားသူကြိတ်တော့ကိုစားကျွန်တော်မျိုးသမီးကြည့်တော့ကျွန်တော်မျိုးသမီးအားရပါဆိုနေတော့အဆင်ပြေသေးတယ်တဲ့ဗျာကျွန်တော်လည်းဆက်ဆူရင်းနဲ့အဲ့ဒီနေ့ကျွန်တော်တချင်းဥဆောင်တာအဲ့ဒီတချင်းတပုတ်ပဲဘယ်နှခါတောင်ကြော့တယ်မသိဘူး3 နာရီကြာသွားတယ်9 နာရီကနေစဥဆောင်တာ7 နာရီအထိအဲ့ဒီတချင်းတပုတ်နဲ့ပဲအချင်းလည်းမပြောင်းတော့ဘူးအဲ့နဲ့ပြီးကျွန်တော်မျိုးသမီးကျွန်တော်sorry no အချိန်လွန်သွားတယ်အချိန်လွန်တော့တယ်တဲ့ဗျာအကိစ္စမရှိဘူးဝိညာဉ်တော်လှုပ်ရှားတော့ငါသွန်တဲ့နာတဲ့ဝိညာဉ်တော်အများကြီးသွန်တဲ့နေပြီအဲ့ဒီတကောက်ကျွန်တော်ဩစတြေးလျမှာမဲလ်ဘုန်းမှာအရန်အောင်မြင်တဲ့ခီးစဉ်ဖြစ်ခဲ့တယ်ဒါပေမဲ့ဒီဝိညာဉ်တော်ဘာတွေ့ပြီလဲကျွန်တော်တို့အောင်မြင်ဖို့ကျွန်တော်ဘုရားမျက်မှောက်တော်ကိုလက်တွေ့ခံစားဖို့ဟာလေလုယာဒါကြောင့်ဒီဝိညာဉ်တော်ဒီနေ့မရတဲ့လူတယောက်မှမရှိလေအောင်ရကြပါလို့ပြောချင်ပါတယ်ဖိတ်ခေါ်ကြပါလို့ကြိုးဆိုကြစမ်းပါလို့သူလာခြင်းတယ်တချို့ဝိညာဉ်တော်အခွင့်မပေးဘူးငါတို့ရဲ့အသင်းတော်ဘောင်မကျော်ရအောင်ကျွန်တော်ဝိညာဉ်တော်နဲ့ပြည်ခါစားတော့ကျွန်တော်အဖေကိုယ်တိုင်က Methodist အသင်းတော်ရဲ့အသင်းတော်ဆရာကျွန်တော်ရမှာတရွာလုံးကအဲ့ဒီတော့ Methodist အသင်းတော်ဖြစ်ခဲ့တယ်ကျွန်တော်လည်း Methodist အသင်းတော်နဲ့ကြီးလာတော့အဲ့ဒီလည်းဘောင်းငယ်လည်းဖြစ်ရောဝိညာဉ်တော်နှစ်ချင်းနေပါရဘရ Baptism ရဘရအခြားရောဘာသာစကားပြောပြီးတော့ခရစ်တော်ပြန်ကြွလာမယ်ဆိုရင်ကျမ်းစာဖတ်ရင်အယံတက်ကြွနေပြီးတော့ကျွန်တော်အဖေရဲ့အတင်းတော် Methodist သွားဟောတော့တင်းတော်လူကြီးတဲ့ကျွန်တော်လက်မခံတော့အဲ့နဲ့ဒါကျွန်တော်ကျမ်းစာတိုင်းခေါ်တာလေလို့ပြောတယ်ကတော့ကျမ်းစာလုံးမယူရဘူးတဲ့အဲ့လိုတော့ဘာစင်ဘလူရမယ်ဥပမာဗျာဒိတ်ကျမ်းတွေပါဖတ်တဲ့အခါမှာသမုတ်တရားတရားနေဂျူဘန်ရှောင်းရှိအကောင်ထွက်လိုက်ပါလိုက်ပေါ်လိုက်မပြောက်လိုက်ဆိုရှုပ်တဲ့ဗျာဒိတ်ကျမ်းကိုမဖတ်နဲ့တော့တဲ့အဲ့ဒန်ယေလနာဂတိကျမ်းကိုလည်းပြောပြန်ရောဒန်ယေလနာဂရောယတတပတ်ခုနစေဆိုတဲ့ကိစ္စကြီးကလည်းတွေ့ရတာမကိုက်နိုင်ဘူးတဲ့ Sunday school ဆရာကတွက်ပြတာ break whiteboard မှာနောက်ဆုံးမကိုက်နိုင်ဘူးအခက်တယ်ဒန်ယေလခဏမဖတ်နဲ့အောင်အဲ့ကျွန်တော်စိတ်ဆိုးတာမဟုတ်ဘူးကျွန်တော်ဟိုမှာအဲ့ဒီအချိန်ကကျွန်တော်ဟိုမှာဆရာကြီးဟိုမှာဒန်ကန်ရေးတဲ့ခရစ်တော်ပြန်ကြွလာဘယ်လောက်နှီးပြီဆိုတော့ကျွန်တော်ဖတ်နေတော့အရန်သူ
ခေါ်နိုင်ရတဲ့အချိန်ဆိုအဲ့ကျွန်တော်ပြောတော့အဲ့ဒါကျွန်တော်တင်းတော်ကလူတွေကကျွန်တော်ဖေကတော့ကျွန်တော်မမွေးခင်အမေဝမ်းထဲမှာဘိုက်ထဲမှာအမေဘိုက်ထဲမှာ၄လသားဆွေမှာဆုံးသွားတယ်ဆိုတော့အဖေကိုလည်းမမြင်ဘူးပါဘူးအဖေအတင်းတော်လို့တာဟွာကြွားနေတာကျွန်တော်အဖေကိုမမြင်ဘူးပါဘူးကျွန်တော်မေကလည်း9နှစ်သားရွယ်မှာဆုံးတော့ငယ်ငယ်လေးနဲ့ကျွန်တော်မိဘမဲ့ဖြစ်တော့အဲ့မှာဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒီအတင်းတော်ဆရာနဲ့တင်းတော်လူကြီးကြီးမွန်တောင်းတဲ့ချမ်းမာလဲစီးရှိတယ်မြင့်မာလဲကန်းရှိတယ်သူ့ပေါင်းနဲ့မှာငါတို့တင်းတော်မလဲငါတို့တင်းတော်ရဲ့စီးနဲ့ကန်းနဲ့ပေါင်းနဲ့ဘိုင်လောနဲ့ရှိတယ်အဲ့ဒါကိုဘောင်ကျော်လို့မရဘူးလေလို့ကျွန်တော်ဟာငါတို့ကခရစ်ယာန်တွေယုံကြည်သူတွေလေကပ္ပဦးကျမ်းကနေဗျာဒိတ်ကျမ်းတိငါတို့ရဲ့ဘောင်ငါတို့ရဲ့ခြံစီယိုလေခင်ဗျားတို့ကဒီကျမ်းစာတဲ့ဥစ္စာဟိုဖြတ်ဒီဖြတ်ဆိုတော့ဘာဦးယုံရမှမသိတော့ဘူးဆိုတော့စကားများလွန်းတယ်ဆိုတော့ကျွန်တော်ကိုတင်းတော်နေနေထုတ်လိုက်ရောအဲ့ဒီကျွန်တော်မက်သလစ်ဆန်တော်ကနေလွင့်စင်သွားတယ်ကျွန်တော်အဲ့ရလိုက်ပြီးတော့ခေါ်ရကလေးမျိုးပဲကိုတွားပြီးတော့အဲ့မှာကျွန်တော်အေဂျီဖြစ်သွားတယ်အမှလို့ရဲနဲ့ကျွန်တော် full gospel assembly ကိုစပြီးတော့ရန်ကုန်မှာတင်းတော်တော်ကြီးလာပြီအဲ့ဒီ Methodist အတင်းတော်ကပဲကျွန်တော်တနေ့ဖုန်းဆက်တယ်သူတို့ကအဲ့ဒီတော့ကအင်ချီ94အင်ချီငါတို့တစ်ဖွဲ့လုံး full gospel ဝင်ချင်တယ်မဝင်နဲ့ရှုပ်တယ်လို့ခင်ဗျားတို့လည်းကျွန်တော်လာမကြည့်နိုင်ပါဘူးကိုနေကြဆိုမဝင်ချင်ဘူးတဲ့တခြားနေရာလည်းမသွားချင်ဘူးတဲ့တခြားတဲ့တော့လည်းသွားမယ်ဆို3-4ဖွဲ့ခွဲမယ်တဲ့ဆရာကလက်ခံမယ်ဆိုတစ်ဖွဲ့လုံးပေါင်းပြီးတော့ full gospel ဖြစ်ချင်တယ်ဆိုကျွန်တော်ရက်သူရွာသားတွေစီးလုံးဖို့အရေးကိုထောက်ထားတော့အဖြစ်ကျွန်တော်သွားပြီးတော့လက်ခံလိုက်တယ်သူတို့ကလည်းသူရွာလုံးကချူဆိုတာအဲ့မှာ Methodist အသင်းတော်မှာတင်းလို့ဆရာနှစ်ပေါင်း40လောက်တဲ့ကျွန်တော်ဦးလေးကဘာပြောလဲဆိုသူပြောတာတခုကျွန်တော်ငါတို့ Methodist တွေကတော့ဘယ်စီးနဲ့ကန်းနဲ့သွားတဲ့ Methodist ပါအသင်းတော်ရဲ့ကော်မတီလူကြီးအစည်းအဝေးဆုံးဖြတ်ချက်မရှိဘူးဆိုရင်ဘာမှကြော်လို့မရဘူးအသင်းတော်ရဲ့စီကန်းစာအုပ်အကြေတိုင်းပဲငါတို့ကြီးပြောနေတာဟိုငါတို့ရဲ့ရွာဘေးကဟိုရွာမှာလာမယ့်ဗုဒ္ဓဟူးနေ့ကျရင်ခရစ်တော်ကြွလာမယ်ဆိုရင်တောင်မှအသင်းတော်လူကြီးအစည်းအဝေးအရင်မခေါ်ဘဲနဲ့မကျူဆိုဘူးအဲ့ဒီလိုငါတို့ဘောင်ထဲမှာနေတဲ့အသင်းတော်ဒီနေ့ဆရာမုံတော်ကလက်ခံပေးတဲ့တော့ကြောင့်အယံဝတ်တာပါတယ်အခုကျွန်တော်ရွာသားတွေကျေးဇူးတော်ကြောင့်ကျွန်တော်တင်သားတွေဖြစ်တာတယ်တစ်ချိန်လုံးကမောင်းထုတ်ခဲ့ပေမဲ့ကျွန်တော်ကတော့ကျေးဇူးတော်ရွာမှာတော်တော်လေးမျက်နှာရလာရတယ်အာမင်ဆိုလိုရတဲ့ကကျွန်တော်ကငါတို့ရဲ့အသင်းတော်ရဲ့ဘောင်စည်းကမ်းတွားပုံလာပုံအစင်းလာဝဲဖို့ဦးစားပေးတယ်ဝိညာဉ်တော်ကလှုပ်ရှားတာကိုတောင်မှဂရုမစိုက်တော့ဒီနေ့ကျွန်တော်ပြောမယ်ကျွန်တော်တို့ရဲ့အစင်းလာတဲ့ပိုအရေးကြီးတာဝိညာဉ်တော်ပိုအရေးကြီးတယ်ဝိညာဉ်တော်လာပြီဆိုရင်အသက်ပါလာပြီဝိညာဉ်တော်လာပြီဆိုရင်တကိုးပါလာပြီဝိညာဉ်တော်လာပြီဆိုရင်လွတ်လပ်ခြင်းတွေပါလာပြီအာမင်ဝိညာဉ်တော်လာပြီဆိုရင်ယေရှုရဲ့ဘုန်းတော်ထင်ရှားလာတယ်ဝိညာဉ်တော်လာပြီဆိုတမန်တရားဖွင့်ပြခြင်းရတယ်နည်းနည်းတော့ရာဒီတိလာတယ်အာမင်